ပဲဖြစ်ပါတယ်ချယ်ရီဒီနေ့မှာတော့ West Tower လေးကိုလာပြီးတော့ခုံပြတာပေါ့နော်အရင်ဦးဆုံးပေါ့နော်ချယ်ရီတို့ ID ထည့်ပါမယ် ID ထည့်ဖို့ဆိုရင်တော့ပေါ့နော်ဟိုကလိုပါမယ်ဒီပေါ့နော်မီနူးတဲ့ကိုဝင်ပါမယ် ID ထည့်ဖို့ဆိုရင်တော့ဝင်လိုက်ပါတော့ဟာ Oh my ဖုန်းကနည်းနည်းကြောင်နေလို့တိခန့်ပြီးတော့ကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ပြီးရင်တော့ပေါ့နော်သူတို့ထဲဝင်ပါမယ်သူတို့ကိုတော့အားလုံးကြည့်ကြမယ်ထင်ပါတယ်သူတို့ပြီးရင်တော့ဒီပေါ့နော်ရပါမယ်ဒီပေါ့နော် SEARCH ဆိုတဲ့ထဲဝင်ပါမယ်ပေါ့နော်အကုန်လုံးတော့မဖတ်ရတော့ပါဘူးပြီးရင်တော့ ID ထည့်ပါမယ်ကို Rest Tower ID ပေါ့နော်ထည့်ပါမယ်ဖုန်းကလာကြောင်နေသေးအခုချိန်မှာပါပဲဒီလေညက်ကျော်60တခြား60တခြားနော်တခြား60တခြားပြီးရင်586ရွေး586ဟောလာပြီ586လေးပြင်ပါမယ်နှစ်လားတက်လားတစ်ခွန်3ည3ပြီးရင်တစ်လားတစ်ပြီးရင်တော့အမှန်လေးကိုနှိပ်ပါမယ်ပြီးရင် OK လေးကိုနှိပ်ပါမယ်ဒီမှာပေါ့နော်ရပါပြီအဲ့ဒါဆိုရင်တော့သွားပါမယ်ဒီမှာပါဒီ Rest Tower ပေါ့နော်ဒါလေးပါဒီမှာပါခုနကတော့ ID ပေးပွားရင်နော်ဒီမှာချက်ပွိုင်းပုံစံမျိုးလေးလည်းရှိပါတယ်ဒါပေမဲ့တကယ်ချက်ပွိုင်းတော့မဟုတ်ပါဘူးတကယ်ချက်ပွိုင်းကြာနာပဲပေါ့နော်ဂျက်ဘက်ကလေးနဲ့ပြန်တက်လာရင်ရောက်တယ်ဆိုတော့လေအဲ့တော့ခုံပါမယ်အဆုံးထိခုံပြပြရင်လည်းခုံပြပြပါမယ်ခုံမပြပြရင်လည်းခုံမပြပြပါဘူးlet's goတော့မင်းတော့အဲ့တော့ခုံပါမယ်ခုံလို့တော်တော်လေးတော့ကောင်းပါတယ်အော်ငါလည်းစိတ်ကြလည်းညက်ခဏကြာနာချယ်ရီတို့ကထားဝခုံအရင်ကျွဲတာ OB ခုံလည်းအရင်ကျွဲတယ် OB ခုံရင်တော့ကျွဲပါလေကျွဲလို့ပဲဟိုက Rest Tower ဆိုတဲ့အတိုင်းပဲပေါ့နော်Rest အမဲလေးရောနည်းနည်းပါတယ်လှေကတိကတော့တော်တော်တက်ကြတယ်ဒါကအချိန်လုံးရတာ sorry ချိန်လုံးရလူမမှာပေါ့နော်အဖားနဲ့အဖွားလည်းရှိနေလို့တောင်းမပါရှင်းအတန်လေးရှိနေသွားတယ်တော့ပေါ့နော်ဟဲ့ကျန်နှစ်ခုတောင်ရပါစိတ်တွေလည်းညက်အဲ့ဒါတော့ကြောလိုက်တော့မယ်တိတ်ပြီးတော့မခုံတတ်ဘူးပေါ့နော် road block ထဲမှာပဲခုံတက်တာပါသွားမယ်ဖုန်းကဒီနေရာကြာမှာခဏကြာနေနော်ခဏကြာနေလို့တောင်းမယ်ပါရဲ့နော်ဒီ tower လေးကိုသူများတွေတော်တော်များများလည်းခုံပြီးပြီလို့ထင်ပါတယ်ဒီ tower လေးပေါ့နော်ဒီဟာကြောလိုက်တော့မယ်အရင်သူစောက်ထားတာအရင်ကျဲတယ်ပေါ့နော်ကျဲတယ်ဒါလေးကတော့မှနည်းနည်းတုံးမယ်သွားတော်ပြီသွားလေဖုန်းကကြောင်းနေပြန်ညောဖုန်းကြောင်းနေလို့တောင်းမှန်ပါတယ်စိတ်တွေလည်းညက်ဟဲ့အရွှေကြီးပဲဟိုဘက်ကိုတစ်ချက်သွားကြည့်ပါမယ်စိတ်ကလည်းညာကြီးပဲဒါကြောလိုက်တော့ပါဒီနားလေးတော်ခုံပါမယ်ဒီနားတော်ခုံကျင်နေခုံမယ်ဒါခုံမယ်အဲ့တော့ကြောလိုက်ပါပြီဗီဒီယိုရှေ့ဝါမှာဆိုလို့ပါနည်းနည်းရှောက်ပါ ဒီ
သွားသွားသွားဦးဟေးဒါကြီးတော့ပန်းနိုင်ကိုသွားပြလိုက်တယ်ပန်းနိုင်သွားပြမယ်ဒီမှာဖုံးဝကြောင်းဟိုမှာပန်းနိုင်ဟိုမှာရောက်ပြီလိုက်တော့ဦးနားလောက်ကနေလာပါတယ်ဒီပန်းနိုင်လေးကတော့လာရပေါ့နော်ဟောဒီမှာပါဗီဒီယိုကတော့9မိနစ်ပေါ့နော်အိုးအနောက်ကိုရောက်တယ်ရောပန်းနိုင်ကတော့လာရပေါ့နော်တော်တော်လေးလာပါတယ်ပန်းနိုင်ကတော့အကုန်လုံးကိုဘာဖြစ်မှာလဲဖုန်းကကြောင်းနေတယ်ဟေးစိတ်အိုင်ဒီကတော့ပေးကြမလို့တော့ဘူးပေါ့နော်အိုင်ဒီကပေးသွားပြီပေါ့နော်မပြောသေးပါခုံးပါအခုကောင်းတယ်လေးမှာဂျင်းပါလားမသိဘူးကွာမဟုတ်ဘူးဒီနားနေတော့ရအောင်ခုံကြည့်လိုက်မယ်ပေါ့နော်မရရင်လေအော်ဘာလို့မသွားလဲအိုးဗီဒီယိုရိုက်နေရနော်ဗီဒီယိုရိုက်နေရမလို့အိုးရပြီတေးလေးပိစီလေးဆွေးနွေးတန်လေးတွေကြားဝိုင်းလေးတောင်းမိပါတယ်ဒါပါလည်းမသိဟာခုံပြကျင်နေဖုံးကကြောင်နေလို့ပေါ့နော်တော်တော်ခုံပြကျင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဟိုပေါ့နော်ဒီမှာဖျားကိုတော့ပြထားတဲ့ဗီဒီယိုလေးကိုလည်းတွားပြီးတော့ကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အဲ့တော့like ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီနေ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လုပ်ခဲ့ကြပါအောင်နော်ပေါ့နော်ဒီထာဝလေးကတော်ခုံလို့ကောင်းတယ်ပေါ့နော်အဲ့အကြောင်းမလို့လာခုံဖို့လဲတောင်းဆိုချင်ပါတယ် like and subscribe ကလေးလည်းလုပ်ခဲ့ကြအောင်အားလုံးပဲ bye bye